အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုကတော့ကျွန်တော်တို့ RC အဆောက်အုံတွေစောက်တဲ့အခါဒီဇိုင်းတွေတက်ချက်ကြတယ်။တန်ကြောင်းလုံးနဲ့ပတ်သက်ပြီးတော့ HRV 400တို့ HRV 900တို့ဆိုပြီးတော့တက်ချက်ကြတယ်။ HRV 400တဲ့ HRV 900က strength ပိုမြင့်တယ်။ဈေးလည်းပိုကြီးတယ်။အခုနောက်ပိုင်း seismic design တွေမှာဆိုလို့ရှိရင် HRV 900ကိုတက်ချက်ပြီးတော့ဒါတုံးဆွဲဖို့လည်းတိုက်တွန်းကြတယ်။ဒါကြောင့်မလို့ HRV 900တွေကိုပို့ပြီးတော့တုံးဆွဲလာကြတယ်ပေါ့။ဟုတ်ပြီဒီနေရာမှာကျွန်တော် highlight လုပ်ချင်တာလေးကတော့ HRV 900တန်ကြောင်းလုံးတွေနဲ့ဒီဇိုင်းတွက်ချက်ပေးထားတယ်။site ထဲမှာလည်းတကယ်တုံးဆွဲပေးထားတယ်ဆိုရုံနဲ့ကျွန်တော်တို့ရဲ့ဒီအဆောက်အုံဒီသိချရပြီလားဆိုတော့မေးခွန်းလေးကိုကျွန်တော်မေးချင်ပါတယ်ကျွန်တော်အိမ်ကတော့ HRV 900နဲ့ဒီဇိုင်းတွက်ထားတယ်သုံးထားတယ်ဆိုရုံနဲ့စိတ်ချရပြီလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့နောက်ဆက်တွဲ guild site လုပ်ပေးရမယ့်လုပ်ငန်းစဉ်လေးတွေရှိနေပါတယ်အဲ့ဒီလုပ်ငန်းစဉ်လေးတွေကိုကျွန်တော်ဒီနေ့ညှောက်ဝေပေးခြင်းပါတယ်ဒီနံပါတ်1ကတော့ကျွန်တော်တို့တန်ကြောင်းလုံးတွေဒီဇိုင်နာတွက်ချက်ပေးလိုက်တယ် HRV 900ဆိုတဲ့တန်ကြောင်းလုံးပေါ့နော် HRV 900ဆိုတာကကျွန်တော်တို့ engineering terms အရ900 megapascal ဒါမှမဟုတ်ရင် grade 900ပေါ့နော်တနည်းအားဖြင့်1 megapascal မှာ145 psi ရှိတယ်ဒါကိုမြှောက်လိုက်တဲ့ခါကျတော့ psi 92,500ကြည့်ရမယ်လို့ဆိုလိုပါတယ်ဒါပေမဲ့ဒီ HRV 900ကသူဒီ G strength ကိုပြောချင်တာဒါကြောင့်မလို့ကျွန်တော်တို့ HRV 900ဆိုရင် G strength minimum G strength 900 megapascal သို့မဟုတ်92,500 psi အနည်းဆုံးရှိရမှာဖြစ်ပါတယ်ဟုတ်ပြီဒါရှိမရှိကိုကျွန်တော်တို့ဘယ်လိုသိမလဲဆိုတော့ကျွန်တော်တို့ယုံကြည်စိတ်ချရတဲ့ third party lab ဓာတ်ခွဲခန်းတွေမှာကျွန်တော်တို့ကဒီ rebar material တွေကို rebar တန်ကြောင်းလုံးတွေကို random ပေါ့နော်ကိုဝယ်တဲ့တန်ကြောင်းလုံးဥပမာ10တန်လားတန်20လားဒီတွေကနေမှrandom ကြာပန်းနမူနာတွေကောက်ယူပြီးတော့ကျွန်တော်တို့ကလက်မှာ test လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့သတ်မှတ်ထားတဲ့ code တွေ standard တွေနဲ့အညီ test လုပ်ရမှာဖြစ်ပါတယ်ရလာတဲ့ result ကိုစစ်ဆေးပြီးတော့မှမိမိဝယ်ယူတဲ့တန်ကြောင်းလုံးဒီ HRV 900ဟုတ်မဟုတ်ဆိုတာကျွန်တော်တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်ဒီဘက်ကတော့ဒါ lab testing အပိုင်းဖြစ်ပါတယ်ဟုတ်ပြီ lab testing အပိုင်းမှာပြည့်မီုံနဲ့မပြည့်စုံသေးပါဘူးကျွန်တော်တို့ site ထဲမှာ site inspection ပေါ့နော် visual inspection ဆိုရဲမျက်မြင်စစ်ဆေးတာတွေကျွန်တော်တို့ဆက်လက်ဆောင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ site ထဲမှာသုံးဆွဲတဲ့တန်ကြောင်းလုံးတွေကလက်မှာစစ်ဆေးလိုက်တဲ့ HRV 900အုံမဟုတ်ကိုတန်ကြောင်းလုံးမှာပါတဲ့ bulk mark ဆိုရဲကျွန်တော်တို့ marking တွေရှိတယ်အဲ့ဒီ marking တွေနဲ့အဲ့ဒါစစ်ဆေးဖို့လိုမယ်နောက်ပြီးတော့တန်ကြောင်းလုံးအမျိုးအစား brand ပေါ့နော်အဲ့ဒီ brand တွေနဲ့လည်းတိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်ဒါတွေကိုကြတော့ on site မှာစင်ထားတဲ့တန်ကြောင်းလုံးတွေဒါမှမဟုတ်ရင် deliver လုပ်ထားတဲ့ site ထဲကိုပို့လိုက်တဲ့တန်ကြောင်းလုံးပုံတွေကနေမှဒါလက်မှာစစ်ထားတာနဲ့ဟုတ်မဟုတ်စစ်ဆေးရမှာဖြစ်ပါတယ်တတိယချက်အနေနဲ့ကတော့ဒီတန်ကြောင်းလုံးကမှန်ပြီးဆိုရင်တော့ဒီဇိုင်နာပေးထားတဲ့ structural detailing တွေ structural note တွေ urbanistic schedule ဆိုတဲ့ BBS တွေအတိုင်းတန်ကြောင်းလုံးတွေဆင်ထားတာဟုတ်မဟုတ်တန်ကြောင်းလုံး site ပြည့်မီမမီဒါတွေကိုလည်းစစ်ဆေးဖို့လိုပါတယ်ရှေ့မှာပြောခဲ့တဲ့ inspection တို့ကိုကြတော့ကျွန်တော်တို့နားလည်တက်ကြွတဲ့ QC engineer QC inspector တွေကစစ်ဆေးဖို့လိုတယ်သူတို့ကိုလည်းတောင်းဝင်ပေးဖို့လိုပါတယ်ဒီတိုင်းပဲဒါ contractor တွေနဲ့တော့လကောနော်တန်ခွေးဆရာတွေနဲ့တော့လကောလွတ်ထားတာမျိုးကအပြေဝစိတ်ချရမှုရှိနိုင်မှာမဟုတ်ပါဘူးဒီလိုစစ်ဆေးမှလည်းကျွန်တော်တို့နော်မိတ်ဆွေတို့ရဲ့ဒီဇိုင်းတွေတခြားတွက်ချက်ပြီးတော့အကုန်ညခံတွက်ချက်ထားတဲ့စာအုံနော်ပစ္စည်းတွေကိုလည်း HRV 900ဈေးရန်ကြီးမြင့်တယ်ဒီပစ္စည်းတွေကိုဒါဝယ်ယူသုံးစွဲရတဲ့အတိုင်းမိမိရဲ့အဆောင်ထဲမှာဒီဇိုင်းအတိုင်း quality ပြည့်မီသွားနဲ့ကျွန်တော်တို့သုံးစွဲစေနိုင်မှာဖြစ်ပါတယ် quality ကောင်းကောင်းရရှိစေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ quality control လုပ်ငန်းစဉ်တွေ
inspection လုပ်ငန်းစဉ်တွေ testing လုပ်ငန်းစဉ်တွေကကျွန်တော်တို့အင်တာနက်အရေးကြီးတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ညှောက်ပေးလိုက်ပါတယ်။ဒီနေ့အားလုံးကျမ်းပါကြပါစေ။ကျေးဇူးတင်ပါတယ်ဗျာ။